Okay ကဲကျွန်တော်ဒီတစ်ခါတော့ကျွန်တော် YouTube comment မှာလာမေးနေကြတယ်ကျွန်တော် two step ဘယ်လိုကြောရမလဲဆိုပြီးတော့မေးကြတဲ့ brother တွေအတွက်ကျွန်တော်ဒီနေ့မွန်တွန်း Gmail မရှိဘဲနဲ့ကျွန်တော် two step ကြောပြီးတော့ကျွန်တော်တို့အကောင့်လိုတော့ကိုပြန်ပြီးဝင်လို့ရမယ်နည်းလမ်းလေးကိုတစ်ချက်ပြပြပေးသွားမှာဖြစ်ပါတယ်ကဲကျွန်တော်ဒီနည်းလမ်းကဘယ်လိုလူမျိုးတွေသုံးဝင်လဲဆိုရင်ကျွန်တော်တို့မှာမွန်တွန်း Gmail မရှိတော့လူတွေပဲဖြစ်ဖြစ်မွန်တွန်း Gmail မမှတ်မိတော့လူပဲဖြစ်ဖြစ်ပြီးရင်အကောင့်ဟက်ခံပြီးမွန်တွန်း Gmail အဖြုတ်ခံလိုက်ရတဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်ဒီနည်းလမ်းကသုံးဝင်ပါတယ်အဲ့ဒီနည်းလမ်းနဲ့ကုတ်မလို့ပဲနဲ့ဝင်လို့ရမယ်နည်းလမ်းလေးပဲဖြစ်ပါတယ်ကဲဘယ်လိုလဲစကထုံးစံနဲ့ကျွန်တော်တို့အပန်းစာပါဖောက်ချင်တယ်လို့ကျွန်တော်စီမှာအပန်းစာပါလာပြီးတော့ဖောက်လို့ရပါတယ်ကျွန်တော်အပန်းစာပါဆိုတော့ကျွန်တော်မထွက်သေးတဲ့ hero တွေကိုကြိုးပြီးမယ် diamond တွေ free ရမယ်မထွက်သေးတဲ့ email တွေကြိုးပြီးတော့သိရမယ်စာပါဖြစ်ပါတယ်ကဲကျွန်တော်စီမှာအပန်းစာပါကျွန်တော်3မျိုးလောက်ဖောက်လို့ရမယ်ပေါ့နော်အပန်းစာပါလုံးဝတည်တံ့ပါတဲ့အကောင်လည်းဖောက်လို့ရမယ်ကျွန်တော်အပန်းစာပါနဲ့ normal စာပါတွဲရက်ပါတဲ့အကောင်လည်းဖောက်လို့ရမှာဖြစ်သလိုကျွန်တော်တို့အပန်းစာပါတွေအများကြီးပါတဲ့အကောင်လည်းလာပြီးတော့ဖောက်လို့ရပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော် brother တို့ပြောချင်တာ brother တို့အခုလက်ရှိဆော့နေတဲ့ main ကောင်မှာတော့ဖောက်ပြီးလို့မရဘူးကျွန်တော်ဖောက်ပြီးမဲ့အပန်းစာပါတွေက level 3 account တွေပဲကျွန်တော်ဖောက်ပြီးလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် brother တို့နဲ့ဖောက်ချင်တဲ့လူတွေဒီ video ရဲ့အောက်မှာပြထားတဲ့ Telegram account တစ်ခုလာပြီးတော့ကျွန်တော်စီမှာအပန်းစာပါတွေကိုမေးပြီးတော့ဖောက်လို့ရပါတယ်ကဲဝီအဲ့တော့ကျွန်တော် video ကိုဆက်ပြီးတော့ကြည့်မယ်ပေါ့နော်ကဲကျွန်တော်ဒီမှာကျွန်တော်တို့ရဲ့အခုလက်ရှိကျွန်တော်ရဲ့ account မှာဆိုရင်ဒီမဲ့တစ်ချက်ပြပေးမယ်နော်account century ကဒီမှာကျွန်တော်100ခိုင်နှုန်းလုံခြုံမှုရှိတယ်ပေါ့နော်အဲ့လို account မျိုးတွေကကျွန်တော်တို့ဝင်လိုက်မယ်ဆိုရင်တို့ဒီမှာမွန်လုံးလက်ချိတ်ထားတယ်အကုန်လုံးချိတ်ထားတာပေါ့နော်အဲ့လို account မျိုးဝင်လိုက်လို့ရှိရင်ကျွန်တော်တို့က two step ကိုတောင်းတာဖြစ်ပါတယ်အဲ့လိုကုတ်မျိုးကလည်းကျွန်တော်တို့မှာမွန်တွန်း Gmail ကျွန်တော်တို့မှာရှိမှအဲ့ဒီကုတ်မျိုးရတာဖြစ်ပါတယ်ကဲဒီနေ့တော့ကျွန်တော်အဲ့ဒီမွန်တွန်း Gmail မရှိဘူးအဲ့ဒီကုတ်လည်းမလိုဘဲနဲ့ကျွန်တော်တို့ဝင်လို့ရမယ်နေဖြစ်ပါတယ်သူများ account ဟပ်ဖို့မဟုတ်ပါဘူးเนาะကိုယ့်ရဲ့ကျွန်တော်တို့ပါသွားတဲ့ account ပဲဖြစ်ဖြစ်မွန်တွန်းကျွန်တော် Gmail password ပဲမေ့ပြီးတော့ဝင်လို့မရလို့ပဲဖြစ်ဖြစ်အဲ့ဒီကုတ်ကိုမလိုပဲဝင်လို့ရမယ်နေဖြစ်ပါတယ်ကဲဝေအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့မှာmobile legend ဟိုမှာဒီက header လည်းမဟုတ်ဘူးเนาะ mobile legend version ဟိုမှာကျွန်တော်တို့က US version လိုပါတယ်အဲ့ဒီ US version ဘယ်ရမလဲဆိုရင် Play Store မှာရှိတယ်ပေါ့ဒါပေမဲ့ Play Store မှာကျွန်တော်တို့ကယူဖို့ဆိုရင်တစ်ချက်ပြပေးမယ်เนาะကျွန်တော်ဒီမှာတစ်ချက်ချပြမယ်နည်းနည်းလေးတော့ရှည်မှာပေါ့ကြောက်လာတော့သိခံပြီးတော့ကြည့်ပေါ့နော်ဒါလေးကကျွန်တော်တို့ဟိုမဖြစ်သေးတဲ့လူတွေရောနောက်ပိုင်းလဲကိုယ်လည်းဖြစ်သွားနိုင်တယ်ဆိုတော့ဒါလေးကိုသိချလိုက်ကြည့်ပါကိုယ့်အတွက်တစ်ချိန်ချင်းသုံးဝင်လာနိုင်တယ်ပေါ့နော်ကဲပါကျွန်တော်ဒီမှာတစ်ချက်ရိုက်ပြီးတော့ရှာကြည့်မယ် MOVIN လေး mobile legend လို့ရိုက်ပြီးတော့ရှာကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်တစ်ချက်နှိပ်ပြပဲဒီမှာဆိုကျွန်တော် mobile legend US ဆိုပြီးပေါ်တယ်အဲ့ဒါကကျွန်တော်တို့က mobile legend ဒါကျွန်တော်တို့ US version ပေါ့နော်ကဲဒီဟာကကျွန်တော်ကဘာလို့ပေါ်ရတယ်လဲဆိုရင်ကျွန်တော်ဒီကောင်ကကျွန်တော်ရဲ့ဒီ YouTube မှာဝင်ထားတဲ့ကျွန်တော်တို့ဒီ Gmail ကပေါ့နော်အဲ့ဒီ Gmail ကကျွန်တော် US location နဲ့ဖောက်ထားတဲ့ Gmail ဖြစ်ပါတယ်အဲ့တော့ brother တွေနဲ့ဒီဟာကိုဒီ application ကိုဘယ်ရမလဲဆိုရင်ကျွန်တော်တို့ brother တို့ကိုယ်တိုင်Gmail ကို US location နဲ့ဖောက်ပြီးတော့ Play Store မှာအဲ့ဒီ Gmail နဲ့ login ဝင်လိုက်တာနဲ့ကျွန်တော်တို့ကတစ်ခါတည်းကျွန်တော် mobile legend လောက်ရရထားတဲ့ US version ကိုတက်ပြီး download ရမှာဖြစ်ပါတယ်ကဲအဲ့လိုကျွန်တော် brother တို့ကအဆင်မပြေဘူးကျွန်တော်တို့က Gmail ကလည်းမဖောက်တတ်ဘူးဆိုရင်လည်းကျွန်တော်ဒီ US version application ကိုကျွန်တော်ရဲ့ Telegram channel မှာ link ချပေးထားမယ်ဒီ video ရဲ့ description မှာ comment ပင်လေးမှာတွားပြီးတော့ direct တွားပြီး download ရတယ်ပေါ့နော် brother တို့တစ်ခါတည်း download ရတယ်ကဲပြီအဲ့တော့ကျွန်တော်တို့ကအခုလောလောဆယ် brother တို့ဒီကလည်းမတောင်းချင်ကိုယ့်ဘာကိုလည်းglobal US version လိုချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမလဲတစ်ချက်ပြောပြပေးမယ်နော် brother တို့ Gmail အသစ်ဖောက်ရမယ်ပေါ့နော်အဲ့ US location နဲ့ Gmail အသစ်ဖောက်ရမယ် VPN ကိုကျွန်တော်တို့ United States ဖြစ်ဖြစ်အဲ့လိုချိတ်ထားဖို့လိုတယ်ပေါ့နော်ချိတ်ပြီးမှ brother Gmail တခုကို VPN နဲ့ဖောက်လိုက်ပြန်နဲ့အဲ့ဒါကို VPN ဖြုတ်လိုက် Gmail ရပြီဆို VPN ဖြုတ်ပြီးအဲ့ဒီ Gmail နဲ့ Play Store မှာ login ဝင်ပြီးတော့ mobile legend လောက်လိုက်ချလိုက်ကျွန်တော်တို့ mobile legend US version ကိုတန်းတောင်းလို့ရပါတယ်အဲ့ဒါကျွန်တော်တို့ကိုပါကိုကျွန်တော် Play Store တောင်းနေတဲ့လူတွေပေါ့နော်ကျွန်တော်ကတော့တကယ်လို့ brother တခြားလူတွေအဲ့လိုမလုပ်ချင်လှုပ်ရှုပ်တယ်ဆိုရင်လည်းကျွန်တော်အောက်မှာဒီ video description မှာပေးထားတဲ့ link သွားပြီးတော့ဒီ US version ကို direct download ရပါတယ်ကဲအဲ့ဒါကျွန်တော်တို့ချက်ကျွန်တော်ပြပြီမယ်နော်ကဲဒီမှာဆိုရင်ကဲကျွန်တော်အကောင့်ကအကုန်လုံးကိုဒီမှာ century အကောင့် century ကကျွန်တော်100ခန်းလုံးဖြစ်တဲ့အတွက် login ဝင်လိုက်တာနဲ့အကုတ်တောင်းမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ဒီအကောင့်ကိုပဲကျွန်တော်အဲ US version မှာကျွန်တော် login ဝင်ပြမှာပေါ့နော်ဒီအကောင့်မှတ်တာပါကျွန်တော် level ကျွန်တော်ဒီမှာ115ရှိတယ်sorry 112ရှိတယ်နော်ဒီကောင်လေးကိုမှတ်ထားပြီပေါ့နော်ဒီကောင်လေးကိုပဲကျွန်တော် US version မှာဝင်ပြမယ်နော်အကောင့်ကုတ်တောင်းမတောင်းတစ်ချက်ပြပေးမယ်နော် brother တို့လည်းဆင်ပြေအောင်ကျွန်တော်တစ်ခါလေးပြပေးတော့မှာဖြစ်ပါတယ်ကဲ run ကျွန်တော်ဒီမှာဒီလေးတစ်ချက်မှတ်ထားပြီနော်လက်ကျန်3မှာရှိတယ် That must be why mother left အဲ့ဒါဒီကောင်လေးကိုထွက်လိုက်ပါနော်ဒီအကောင့်ကိုပဲကျွန်တော်ဝင်ပြမှာဖြစ်ပါတယ်
အဲ့တော့ကျွန်တော်ဒီမှာဒါကျွန်တော်အခုလောဆယ်ဆော့နေတဲ့ global version ဒါကျွန်တော်တို့အခု Play Store တောင်းရတဲ့ US version ပေါ့နော်ကဲအဲ့ထဲမှာကျွန်တော်အကောင့်ဝင်ပြအောင်ကုတ်တောင်းတစ်ချက်ကြည့်ကဲဒါပေမဲ့အဲ့ဒီနာမှာကျွန်တော်တို့အခုပြောချင်တာကဒီမှာကကျွန်တော်မွန်တွန်းနဲ့ဝင်လို့မရပါဘူးမွန်တွန်းနဲ့ကျွန်တော်ဒီ US version မှာမွန်တွန်းနဲ့လုံးဝဝင်လို့မရဘူးအဲ့တော့ brother တို့တွေနဲ့ brother တို့အခုကျွန်တော်တို့ကုတ်မလို့ပဲပြန်ဝင်ခြင်းတဲ့အကောင့်ကမွန်တွန်း Gmail မရှိပေမဲ့လို့ brother တို့တွေနဲ့ဘာတွေချိတ်ထားဖို့လိုလဲဆိုရင်ကျွန်တော်ဒီမှာ Facebook ချိတ်ထားဖို့လိုတယ် TikTok ချိတ်ထားဖို့လိုတယ်ပေါ့နော်အဲ့နှစ်ခုချိတ်ထားမှ brother တို့တွေနဲ့ပြန်ပြီးဝင်လို့အဆင်ပြေမှာဖြစ်ပါတယ်အဲ့ဒီနှစ်ခုချိတ်မထားဘူးမွန်တွန်း Gmail လည်းကျွန်တော်တို့မှတ်မိလို့ဆိုရင်တော့အဲ့ကောင်လစ်ပြီး brother ပြန်ယူလို့မရဘူးပေါ့နော်အဲ့တော့ brother တို့တွေနဲ့ကျွန်တော်တို့အခုအကောင့်ပြန်ယူခြင်းတဲ့အကောင့်ကမွန်တွန်း Gmail မှတ်မိတော့ဖြုတ်ခံတယ်ဆိုရင်တော့မှ brother တို့တွေနဲ့ဘာလိုရလဲအဲကျွန်တော်တို့ Facebook မုံ TikTok နဲ့တော့ချိတ်ထားဖို့လိုတယ် brother တို့အဲ့ Facebook မုံ TikTok နဲ့ပြန်ဝင်ရမှာပေါ့နော်မွန်တွန်းနဲ့ပြန်ဝင်စရာမလိုဘူးကိုလည်းမတောင်းဘူးပေါ့နော်အဲ့ဒီချက်ရှိတယ်အဲ့တော့ brother တို့အနေနဲ့ကျွန်တော်တို့ Facebook လေးတွေ TikTok လေးတွေတော့ချိတ်ထားတဲ့အကောင့်ဖြုတ်ဖို့တော့လိုတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ Facebook နဲ့ပြန်ဝင်ပေါ့နော် Facebook နဲ့ပြန်ဝင်မှာဆိုတော့ကျွန်တော် VPN လေးလိုမယ်အဲ့တော့ကျွန်တော် VPN လေးသွားချိတ်လိုက်မယ်နော်YouTube တို့ကျွန်တော်တို့ sorry Facebook တို့ TikTok တို့ချိန်မထားရင်တော့ပြန်ဝင်လို့မရအောင်နော် global version မှာじゃကျွန်တော်တို့မွန်တွန်းနဲ့ပဲဝင် TikTok နဲ့ဝင်ကျွန်တော်တို့ Facebook နဲ့ပဲဝင်ကုတ်တောင်းတယ်ပေါ့နော်ဒီ US version မှာじゃမတောင်းဘူးခါတိုင်းဝင်ပြီးကိုပေါ့ဖြုတ်ချင်တာဖြုတ်ရောက်ကပါပြန်ဆွဲနေတာဆွဲပေါ့နော်အကုန်လုံး RC ပဲပြန်ဆွဲလို့ရတယ်ဘာမှချိန်မတော့ဆိုရင်တော့ပြန်လို့မရဘူးပေါ့နော်အဲ့လိုတော့မလွယ်ဘူးပေါ့ဆွမ်းလာပြောလို့ပဲမွန်တွန်းမရှိပေမဲ့လို့ကျွန်တော်တို့ Facebook တို့ TikTok တို့ချိန်ထားဖို့တော့လိုတယ်ပေါ့နော်ဘူပြန်တော့တည့်ရတဲ့အတိုင်းပဲကျွန်တော်တို့သိခံပြီးတော့တာသိအဆင်မပြေဘူးဒါတော့ချိတ်သွားပြီနော်အဲ့တော့ကျွန်တော်တို့ gain နဲ့ကိုပြန်သွားမယ်တော့ US version နဲ့ကိုသွားမှာပေါ့နော် line ကတော့သိမကောင်းเนาะကျွန်တော်ဘာဘူပြန်နဲ့ဆိုတော့သိအဆင်မပြေဘူးအဲ့ကျွန်တော်ပြန်ဝင်ကြည့်မယ်ဒါလာဘူပြန်ချဲ့ရတော့တောင်းနော်โอเคကဲဝင်ကျွန်တော်တို့ဝင်မယ်ဆိုတော့ဆွမ်းလာအကောင့်ပဲကျွန်တော်ဝင်မယ်ကျွန်တော်ဆွမ်းလာအကောင့်မှာ Facebook နဲ့ချိတ်ထားတယ်ပေါ့နော်ကျွန်တော်မလွန်ကြည့်မိမရှိဘူးသဘောထားလိုက်ကဲကျွန်တော်တို့ Facebook နဲ့ဝင်လိုက်မယ်ဒီတော့ line အသိမကောင်းဘူးဗျနော်တစ်ချက်ကျွန်တော်ပြန်ဝင်ကြည့်မယ်ဗျနော် VPN လေးပြန်ဖြုတ်မယ် VPN သိစင်မပြေနော် VPN brother တို့ US VPN ဖြစ်စရာမလိုဘူးနော် VPN ဖြစ်ပြီးရရတယ်ကဲတီးခံပြီးတော့ကြည့်ပါဗျာနော် VPN သိစင်မပြေဘူးကျွန်တော် US version နဲ့ပဲသွားမယ်နော် US version နဲ့ပဲဝင်မယ်
Facebook သုံးလို့ရတဲ့ VPN တို့ရပြီဗျာနော် US location တွေပါရွေးပြီးချိန်ကြမလို့ Okay အဲ့ဒါရတာပေါ့နော်ချက်ကြည့် Okay ကျွန်တော် Facebook နဲ့ချိန်တာကျွန်တော်သွားရမယ်နော် level 140နဲ့နော်ကျွန်တော်မှဆက်သွားလိုက် Okay ကျွန်တော်အကောင့်ဝင်သွားပြီနော်ဘာကုတ်မှမတောင်းလိုက်ဘူးအဲ့တော့အဆင်ပြေတဲ့ browser တွေနဲ့ကျွန်တော်ဒီဟာကိုသွားမယ်ဆိုရင်ကျွန်တော်ကုတ်မတောင်းပဲကျွန်တော် Facebook နဲ့ login လုပ်လို့ရမယ် TikTok နဲ့ login လုပ်လို့ရမယ်နော်မွန်တွန်းလုံးဝမလိုပါဘူးအဲ့တော့ browser တွေနဲ့ကုတ်မလိုဘဲနဲ့ဝင်လို့ရသွားမယ်အထက်ရောက်လို့ကျွန်တော်ကိုယ့်ဘာကိုဂိမ်းလေး၄-၅ဖို့လောက်ဆော့ပြီးတော့ကျွန်တော်ကိုယ့်ကောင်ကိုနည်းနည်းပါးပါးပြန်ချိတ်တင်တာချိတ်ဖြုတ်တင်တာဖြုတ်ပေါ့နော်ကိုယ့်ကိုဆက်ပြီးလုပ်လို့ရတယ်ဒါကျွန်တော်ကျွန်တော်ပြောတဲ့အကောင်ကိုရောက်သွားပြီပေါ့နော်ကဲဆွမ်းသွားကျွန်တော်ဒီမဲ့ level 1နဲ့အကောင့်ပါပဲဆွမ်းသွားကျွန်တော်ပြတဲ့အကောင့်ပဲပေါ့နော်အဲ့တော့မှတ်မိမယ်ထင်ပါတယ်ဆိုဒီမဲ့နော်ကဲဒါကကျွန်တော်တို့ခဏလာမီနေရကျွန်တော်တို့ two step ကြော်လို့ရမယ်နည်းလေးဖြစ်ပါတယ် US version browser ကိုယ်တိုင်ကိုပါကို Play Store နေပြီးတော့ US location နဲ့ Gmail ဖောက်ပြီးတော့ပဲ download ဒါမှမဟုတ်ကျွန်တော်အောက်ကပြတဲ့ link ကနေပြီးတော့ဒါရီသွားပြီးတော့ကျွန်တော် Telegram channel မှာသွားပြီး download ရပါတယ်ကဲ Telegram channel လေးကို join ထားခဲ့လို့ရပါတယ် Okay ကဲကျွန်တော်အဆင်ပြေကြပါစေဗီဒီယိုလေးကဒီလောက်ပါ